ပြည်တော်စုပွားတိုင်းရင်းသားတွေဟာတုံးနဲ့တူသွေးချင်းနှောပြီးတော့ဆွေတွေမျိုးတွေဖြစ်နေကြတာဆိုတာတော့ငြင်းစရာမရှိပါဘူးဘုန်းကြီးတို့စင်ကူးမြို့နယ်ညောင်ပင်ရွာမှာမွေးဖွားခဲ့တာဖြစ်တော့လည်းပဲအဲ့ဒီစင်ကူးမြို့နယ်ညောင်ပင်ရွာကြီးတော်ကြီးတွေကရှမ်းသွေးပါတယ်လို့သိရတယ်ပေါ့။ဘာကြောင့်လဲဆိုရင်ဘုန်းကြီးတို့အဖိုးရဲ့အဖိုးဆိုပါတော့အဲ့ဒီအဖိုးရဲ့အဖိုးဟာရှမ်းမျိုးသမီးနဲ့အိမ်တော်ကြပြီးတော့အဲ့ဒီမျိုးဆက်ထဲမှာလူမျိုးရဲ့သွေးဆိုတာဒီတောင်များလိုပဲပေါ်တဲ့နေရာမှာပေါ်လာတတ်တယ်ပေါ့ဘုန်းကြီးတို့အမျိုးတွေကဒီကြီးတော်ကြီးတွေဟာတကယ်ကိုရှမ်းပြည်ကရှမ်းမျိုးသမီးကြီးတို့သိရတော့ငယ်စဉ်ကမတမ်းမရှိပေမဲ့လို့မိဘတွေပြောတဲ့စကားအရရှမ်းသွေးပါတယ်လို့ဆိုရမှာဖြစ်တယ်တစ်ချိန်တုန်းကလည်းမြန်မာပြည်မှာပကံခေတ်ကုံဆုံးသွားတဲ့အခါမှာမြင်းဆိုင်ခေတ်ဆိုတာပေါ်လာတယ်အဲ့ဒီမြင်းဆိုင်မှာအုပ်စိုးတာကရှမ်းမင်းသားတွေအုပ်စိုးတာပဲဖြစ်တယ်တိဟသူရဥစနာကျော်စွာဆိုပြီးတော့အဲ့ဒါရှမ်းကြီးနောင်3ယောက်နောက်ဆုံးမှာမြင်းဆိုင်ကရွှေ့ပြီးတော့တိဟသူရနောက်ပိုင်းကျတော့တစည်းရှင်လို့ခေါ်တယ်ဆင်ပြူကိုစီးပြီးတော့ဗိသိက်ခန္ဓာဖြစ်လို့သူ့ကိုဆင်ပြူတစည်းရရှိပိုင်ဆိုင်လို့တစည်းရှင်ပညာခေတ်ကိုစတင်ပြီးတော့တည်ထွင်လာတယ်အဲ့ဒီချိန်တုန်းကရှမ်းကြီးနောင်3ယောက်ပကံခေတ်ကြီးဟာကုံဆုံးလို့အာဏာကျသွားတဲ့အခါမှာရှမ်းကြီးနောင်3ယောက်ကပြန်ပြီးထူထောင်ခဲ့တာရှားဆိုရင်ရမြင်းဆိုင်ပညာအဲ့ဒီပညာတဲ့ပြီးတဲ့အခါမှာကြတော့တိဟသူရဘုရင်ဟာသောတာလပညာတီလို့ဆိုတဲ့အတိုင်းမြန်မာတက္ကရာ684ခုနှစ်မှာပညာမြို့ကိုတည်ထောင်တာပဲဖြစ်တယ်အခုမန္တလေးလေဆိပ်ကြီးတရဦးလေဆိပ်ကြီးနေနာမှာပညာဆိုတဲ့မြို့ဟောင်းရှိတယ်အဲ့ဒီမှာတည်ထောင်ပြီးတော့သူ့ရဲ့သားတော်တူဖြစ်တဲ့အသင်္ခရာစောရုံးကစကိုင်းဘက်မှာဥဇနာတို့ကျော်စွာတို့ကသူ့ရာတို့ကိုဆက်ခံကြပညာမှာအသင်္ခရာစောရုံးရဲ့မျိုးဆက်ဖြစ်တဲ့သင်္ခရာစောရုံးရဲ့သမီးကမွေးဖွားလာတဲ့တဒိုးမင်းများဆိုတာအင်းဝါကိုတည်ထောင်တာပဲဖြစ်တယ်အဲ့ဒါတွေအားလုံးဟာရှမ်းသွေးပါတဲ့မင်းတွေပဲဖြစ်ပါတယ်အဲ့တော့ပြည်တော်စုမှာအခုလိုသွေးချင်းနှောပြီးတော့မိမိတို့ရဲ့ဓလေ့ထုံးတမ်းစင်လာဆိုတာကတော့ရှိကြတာဖြစ်လို့ဓလေ့ထုံးတမ်းစင်လာကိုတလေးတစားဆောင်းလျှောက်ကြအောင်မှာပဲဖြစ်တယ်ပေါ့မြန်မာနိုင်ငံမှာဒီပညာတို့စကိုင်းတို့အင်းဝတို့ဆိုတဲ့မြို့ကြီးတွေခေတ်ကြီးတွေကိုတည်ထောင်သွားတဲ့ပုဂ္ဂိုလ်တွေဟာအလုံးရှမ်းမင်းသားတွေပဲဖြစ်ပါတယ်
ဒါရာဇဝင်ထဲမှာလည်းပဲဒီတိုင်းရေးထားတာရှိတယ်မြည်သူပဲဖြစ်စေမြန်မာတိုင်းရင်ဘွားတိုင်းရင်သားညီကိုတွေအားလုံးဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုယိုသေးလေးစားကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တူညီသောယုံကြည်ချက်ရှိတယ်လို့ဆိုပါတရားတရားအားဖြင့်တူညီကြတယ်ကိုချင်းသီလတူညီကြတယ်စွန့်လွတ်မှုဆိုတာတူညီကြတယ်ဘုန်းကြီးတို့ငယ်စဉ်ကကြားမှုတယ်တမူရလို့တပည့်လူတို့ရှမ်းတောင်သူတူနိုင်ရိုးလားဆိုတဲ့ခုတော့ဆိုတာမကြောက်ဘူးငယ်စဉ်တော့အဲ့ဒီဟာခဏခဏဆိုကြတမူရလို့တပည့်လူတို့ရှမ်းတောင်သူတူနိုင်ရိုးလားအလှတန်းဝါဒနာပါရခြင်းဟာလည်းအလွန်ထင်ရှားတယ်လို့ပြောဘာပဲဖြစ်ဖြစ်ရှင်တွေကစိတ်နေသဘောထားတွေဟာအဓိကကြပါဘယ်လူမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့မျိုးနွယ် tradition ဆိုတာထိမ့်သိမ်းဆောက်ရှောက်ကြအောင်ကိုယ့်ရဲ့အစဉ်လာမပြတ်အောင်ကိုယ့်ရဲ့ဘာသာစကားကိုယ့်လူမျိုးတွေရဲ့ထုံတန်းစင်လာယဉ်ကျေးမှုဒါတွေဟာတမျက်တနူးထိမ့်သိမ်းဆောက်ရှောက်ဖို့အခွင့်အလမ်းရှိတယ်လို့ထိမ့်သိမ်းလဲဆောက်ရှောက်ကြရမှာဖြစ်တယ်ပြည်တော်စုမှာတမြေတဲ့နေတရေတဲ့တောက်ပြီးယုံကြည်မှုကိုးကွယ်ရဘာသာတရားချင်းတူညီနေကြတာဖြစ်လို့အလုံးချစ်ခင်မှုမေတ္တာတရားလေးစားမှုမျက်နှာမှု mutual respect လို့ခေါ်တယ်အချင်းချင်းပြန်မှန်လေးစားမှုဆိုတာတွေနဲ့လက်တွဲညီညာကောင်းတူဆိုးတူဒီလိုနေထိုင်ကြတာပဲဖြစ်ကြလို့ရဗုဒ္ဓရဲ့အဆုံးမအောက်မှာအဆုံးမအောက်မှာရှမ်းရဲ့ဗမာရဲ့ကရင်ကချင်ဆိုတဲ့အမျိုးတွေကွဲပြားခြားနားမှုမရှိဘဲနဲ့တူညီသောမြတ်ဗုဒ္ဓရဲ့အဆုံးအမအောင်မှာယုံကြည်ကိုးကွယ်ကြတဲ့လိုက်နာကျင့်သုံးကြတဲ့တိုင်းရင်းသားညီကိုတွေဖြစ်နေတယ်ဆိုတာတော့ရှုံးမတန်တရားမရှိမြတ်စွာဘုရားရဲ့အဆုံးအမသည်မြန်မာပြည်ကတိုင်းရင်းသားအလုံးအတွက်မျှတာမကကမ္ဘာမှာရှိတဲ့လူမျိုးအလုံးအတွက်လည်းဖြစ်တယ်တနည်းအားဖြင့်မြတ်စွာဘုရားလောကမှာပွင့်လာတာဟာတကြလူမျိုးကပွင့်လာတာဖြစ်တော့လေတကြလူမျိုးအတွက်မဟုတ်ဘူးလောကမှာရှိသမျှအလုံးအတွက်မြတ်စွာဘုရားကဘဟုဇနဟိတာယဘဟုဇနဒုက္ခယအများကောင်းကျိုးချမ်းသာရဖို့အခြေအနေကောင်းတွေရရှိဖို့ဟိတဆိုတာအခြေအနေကောင်းကိုပြောတယ်စီးပွားလုပ်ဖို့အခြေအနေကောင်းတယ်ဘဝလမ်းကြောင်းရွေးချယ်ဖို့အခြေအနေကောင်းတယ်အဲ့ဒီအခြေအနေကောင်းတွေအတွက်အခြေအနေကောင်းတွေရမှဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရမှာဖြစ်တယ်အများသရဝါတွေအခြေအနေကောင်းမှုအများသရဝါတွေချမ်းသာဖို့လူတွေနတ်တွေလူလောကမှာဖျားပွင့်တာဖြစ်တော့လေလူသားတွေအတွက်သာမဟုတ်ဘူး30ဘုံမှာရှိကြတဲ့အသိဉာဏ်ရှိကြတဲ့သရဝါတွေအလုံးအတွက်ပွင့်တာဖြစ်လို့တူညီသောအကျိုးခံစားမှုကိုရရှိကြဥပမာဘာနဲ့တူတော့ဆိုရင်ကောင်းကင်ကထွက်ပေါ်လာတဲ့နေမင်းကြီးဟာအလင်းရောင်ကိုဖြန့်ကျက်တဲ့အခါမှာဘယ်လူမျိုးဘယ်နိုင်ငံအတွက်ရလို့မဟုတ်ဘူးအလုံးအတွက်အလင်းရောင်ဖြန့်ကျက်ပေးတာဖြစ်တယ်ကောင်းကင်ယံကလာပြီးနေမှာပေါ်ထွန်းလာတဲ့လာမင်းကြီးဟာလေ
ကဘာမှာရှိကြတဲ့လူသားအလုံးအတွက်လှပအောင်တန်းစာဆင်ပေးခြင်းသာလည်းဖြစ်တယ်ဘယ်သူအတွက်ရဲ့လို့ခွဲခြားတာမရှိဘူးအထူးသဖြင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာဟိတနဲ့ဒုက္ခကိုဖော်ဆောင်ပေးတာပဲဖြစ်တယ်ဟိတဆိုတာအခြေအနေကောင်းတာခေါ်တယ်အခြေအနေကောင်းမှဒုက္ခဆိုတဲ့ချမ်းသာကိုရနိုင်တာဖြစ်တယ်အခြေအနေကောင်းဆိုတာဘာပြောလဲမလှုပ်တဲ့နာကိုရှောင်ရှားခြင်းနဲ့လှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဒါကိုအခြေအနေကောင်းတယ်လို့ခေါ်တယ်ဘယ်လူမျိုးပဲဖြစ်ဖြစ်မလှုပ်တဲ့နာလှုပ်နေသမျှဆင်းရဲဒုက္ခနဲ့ကြုံတွေ့နေမှာဖြစ်တယ်လှုပ်တဲ့နာမလှုပ်သေးသမျှချမ်းသာဒုက္ခကဆုံးရှုံးလက်လွတ်ဆုံးရှုံးနေမှာပဲဖြစ်တယ်ဒါကြောင့်မို့ဟိတဆိုတဲ့အခြေအနေကောင်းဟာမလှုပ်တဲ့နာကိုရှောင်ရှားခြင်းလှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဒီအဓိပ္ပာယ်ရပါအဲ့တော့အခြေအနေကောင်းဆိုတာစီးပွားရှာမဲ့ချိန်စီးပွားရှာတယ်တရားမျှတတဲ့စီးပွားကိုရှာတယ်ကိုချင်းသီလမပြည့်စီးပွားရှာတယ်ဒါအခြေအနေကောင်းတွေပညာသင်ရမဲ့အချိန်ပညာသင်တယ်ဒါအခြေအနေကောင်းတွေကိုလူမျိုးကိုဘာသာစကားကိုယဉ်ကျေးမှုကိုထိမ့်သိမ်းဆောင်ရှောက်တယ်ဒါအခြေအနေကောင်းတွေအဲ့ဒီအခြေအနေကောင်းတွေကိုဖော်ဆောင်နိုင်မှလူမျိုးတစ်မျိုးတိုးတက်ဖြစ်ပွားနိုင်တာပဲဖြစ်တယ်မြတ်စွာဘုရားဟာလူသားတို့ရဲ့ဘာသာစကားဖြစ်တဲ့တဝန်းတလျာတစိတ်တသေးသားမှာရှိတဲ့မေဂရတိုင်းကဘာသာစကားနဲ့တရားဟောတာဖြစ်တော့လည်းပဲမြတ်စွာဘုရားရဲ့စကားဟာအံ့ဩဖွယ်ကောင်းတာကတက္ကတက္ကဘာသာနုရူပံသောတပဋ္ဌမဂ္ဂိသန္တံမြတ်စွာဘုရားကဟောလိုက်တဲ့တရားသည်တဲ့လူမျိုးတိုင်းနားရဲရောက်သွားတဲ့အခါမှာသူ့ဘာသာစကားနဲ့သူနားလဲသွားတယ်လို့သူဆိုတယ်တချို့ကတွေးကောင်းတွေးမယ်ဖြစ်နိုင်ပါမလားခဏခေတ်မှာဘယ်ဘာသာနဲ့ပဲစကားပြောတစ်ချက်ကလေးတတ်ထားလိုက်လို့ရှိရင်ဘာသာပြန်ပြီးသားကြားနေရတာဒါဖြစ်နိုင်တာတခုပြောတယ်နော်မြတ်စွာဘုရားကျတော့အစွမ်းတကူကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားရဲ့နှုတ်တော်ကထွက်လိုက်တဲ့စကားသည်ရှမ်းလူမျိုးဆိုရင်ရှမ်းနဲ့ဘာသာစကားနဲ့နားလည်သွားတယ်ကရင်လူမျိုးကကရင်ဘာသာစကားနဲ့နားလည်သွားတယ်ပအို့လူမျိုးကပအို့ဘာသာစကားနဲ့ဗမာလူမျိုးကဗမာလူနားလည်သွားတယ်အဲ့ဒါကိုစာပေကျမ်းမှာကမှာတက္ကတက္ကဘာသာနုရူပံကိုယ့်ရဲ့ဘာသာစကားအားလျော်စွာသောတပဋ္ဌမဂ္ဂိသန္တံလူတွေရဲ့နားရဲရောက်ရှိသွားတယ်လို့သူဆိုတယ်ဒါကထူးဆန်းအံ့ဩဖွယ်ကောင်းအဲ့လိုနားလဲသွားပြီးတော့ရရှိလာတဲ့အကျိုးခံစားတဲ့အခါမှာလည်းပဲလူမျိုးဘာသာခွဲခြားခြင်းမရှိဘူးဥပမာပြောရမယ်ဆိုလို့ရှိရင်အထင်ရှားဆုံးကဘယ်လူမျိုးပဲစားထညက်ဆိုတာချိုတဲ့အရာသာဖြစ်သည့်အတွက်ကြောင့်ထညက်စားရင်တော့ချိုတဲ့အရာသာတွေးမှကြည့်ပါမယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားဟာလိုက်နာသူအတွက်သာလင်ဖြစ်တယ်လိုက်နာသူအတွက်ဘယ်သူပဲလိုက်နာအကျိုးစီးပွားဖြစ်မှာမြတ်စွာဘုရားရဲ့မျိုးရိုးကိုကြည့်မယ်ဆိုရင်အိန္ဒိယမြောက်ပိုင်းရှေးခေတ်ကတော့ကောသလတိုင်းအပအဝင်တက္ကတိုင်းမှာတာကီဝင်လို့ခေါ်တဲ့တကြလူမျိုးတွေထိုတကြလူမျိုးတွေကနေပြီးမြတ်စွာဘုရားအဖြစ်ကိုရောက်လာတဲ့အခါမြတ်စွာဘုရားကဘာဟောတော့ဆိုလောကိစာတော်သူဟာလောကကြီးမှာမွေးဖွားလာသူဖြစ်တယ်တဲ့ကြာပန်းနဲ့လာသရံတူတယ်ကြာပန်းနဲ့ဘယ်လိုလာသရံတူတော့ဆိုရင်ကြာသည်ရှည်ထဲမှာပေါက်လာတယ်ရှည်ထဲမှာပေါက်လာတယ်ရှည်ထဲမှာကြီးတယ်ရှည်ထဲမှာဖူးတယ်ရှည်မျက်နှာပေါ်မြင့်တက်ပြီးတော့ရှည်မျက်နှာပြင်ကိုတန်းစာဆင်ပြီးတော့
ကြာပန်းကြီးပွင့်တယ်သို့တော့ရှည်ထဲမှာပေါက်တဲ့ကြာပန်းကြာဘက်တွေဟာရှည်တွေနဲ့လူးပြီးတော့ရေဆူပြီးတော့ပေးနေတာမရှိဘူးရှည်မဆူတဲ့အနေအထားမျိုးဖြစ်တယ်မြတ်စွာဘုရားဟာလည်းပဲလောကမှာလူသားတယောက်နဲ့ပေါ်လာလောကမှာပဲချီးပွားလာတယ်လောကမှာပဲနေထိုင်ပြီးတော့အသက်ရှင်သန်တယ်သို့တော့လောကနဲ့တွေ့တာမှုဆိုတာတော့မရှိဘူးလောကရဲ့အကျိုးကိုပဲပြုတယ်လို့ဒါကြောင့်မို့မြတ်စွာဘုရားကိုလူမျိုးနာမည်နဲ့မခေါ်တော့ဘဲနဲ့ဗုဒ္ဓအမှန်တရားကိုသိသူဆိုတဲ့နာမည်နဲ့ခေါ်ခဲ့တာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကသူဟာကြာပန်းလို့ပဲရှည်ထဲမှာပေါက်တယ်ရှည်ထဲမှာကြီးတယ်ရှည်ထဲမှာဖူးပွင့်တယ်သို့တော့ရှည်နဲ့ညစ်ပေခြင်းမရှိဘူးဒါကြောင့်အဗဒံသန်းစင်တဲ့ဘဝမျိုးကိုရပြီးကြာပန်းသည်ရေကိုလှပစေသလိုရေကန်ကြီးကိုလှပစေသလိုမြတ်စွာဘုရားဟာလောကကိုအလှဆင်ပေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကအလယ်မှာမျက်နှာလှသူတွေပဲဖြစ်တယ်ပေါ့ဘဝတန်တရားနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲတူညီသောဆုံးမစကားကိုမှတ်သားကြရမှာဖြစ်တယ်ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာကံတရားနဲ့ကံတရားရဲ့အကျိုးကိုယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်နော်ကံတရားဆိုတာကုသိုလ်ကံအကုသိုလ်ကံဆိုတာကိုအတိမတ်ပြုတယ်ထိုကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားကိုလည်းပဲအတိမတ်ပြုတယ်လူတိုင်းဟာအတိမတ်ပြုသလားလို့ဆိုဘာသာတိုင်းဟာအတိမတ်ပြုသလားဆိုရင်ဘာသာတိုင်းကကံတရားနဲ့ကံဤအကျိုးတရားကိုအတိမတ်မပြုဘူးငြင်းကွယ်တဲ့ဘာသာတွေရှိတယ်သို့တော့ဘုရားဘာသာဝင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာတူညီသောယုံကြည်မှုဟာကံတရားကိုယုံကြည်ခြင်းနဲ့ကံဤအကျိုးတရားကိုလက်ခံခြင်းပဲဖြစ်တယ်ပေါ့ကံတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုဟောတော်ဆိုယံကမ္မံကရိတန္တိကလျာဏံဝါပပကံဝါတတကမ္မတထာယာဓာဘဝိတမဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်နှမျိုးရှိတဲ့ထဲမှာမကောင်းတဲ့အလုပ်ကိုလုပ်ရင်မကောင်းတဲ့ဆိုးချိုးကိုအမွေခံရမှာဖြစ်တယ်ကောင်းတဲ့အလုပ်ကိုလုပ်လို့ရှိရင်ကောင်းကျိုးချမ်းသာကိုအမွေခံရမှာပဲဖြစ်တယ်လို့ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားတိတ်လို့ဟောတယ်အဲ့တော့ကိုယ့်အကိုလည်းပဲစဉ်းကျင်စဉ်းစားကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေနေ့စဉ်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကထုတ်ပြောကြတယ်ကိုယ်ဒီလည်းရောက်လှုပ်ကြတယ်အဲ့ဒီစိတ်ကူးကြံစည်ခြင်းဟာလည်းပဲ action တစ်ခုပဲပြုလုပ်ခြင်းပဲအဲ့ဒါကိုလည်းကံလို့ခေါ်တယ်စိတ်ကူးနေတာကိုမနောကံလို့ခေါ်တယ်စိတ်ကူးတဲ့အတိုင်းနှုတ်ကထုတ်ပြောတာကိုဝစီကံလို့ခေါ်တယ်စိတ်ကူးကြံစည်တဲ့အတိုင်းနှုတ်ကပြောတဲ့အတိုင်းကိုယ်ဒီလည်းရောက်ပြုလုပ်တာကိုကာယကံလို့ခေါ်တယ်အစဉ်တိုင်းပြောမယ်ဆိုရင်မနောကံဝစီကံကာယကံပြောရဆိုစဉ်နဲ့ပြောမယ်ဆိုရင်ထင်ရှားဆုံးကနေစပြောရင်ကာယကံဝစီကံမနောကံနော်ဖြစ်စဉ်နဲ့ပြောမယ်ဆိုရင်မနောကံဝစီကံကာယကံပြောဟောတဲ့အစဉ်နဲ့ပြောမယ်ထင်ရှားတာကစပြောမယ်ဆိုရင်လောကမှာထင်ရှားဆုံးကတော့ကာယကံဝစီကံမနောကံအဲ့ဒီကံသုံးပါးနဲ့လုပ်တဲ့အခါမှာစိတ်ကူးတာကအကောင်းကြီးပဲကူးသလားအပြစ်ကင်းတာတွေကြီးပဲကူးသလားဆိုမဟုတ်ဘူးကောင်းတာလဲစိတ်ကူးတယ်မကောင်းတာလဲစိတ်ကူးတယ်ကောင်းမကောင်းဆိုတာကိုကြိုက်မကြိုက်နဲ့မဆိုင်ဘူးအပြစ်ရှိမရှိနဲ့ပဲဆိုင်တယ်ပေါ့နော်
ကောင်းကျိုးချမ်းသာဖြစ်စေနိုင်မဖြစ်စေနိုင်တဲ့ဆိုင်အဲ့တော့ကိုယ်စိတ်ကူးတဲ့စိတ်ကူးဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်လည်းမထိခိုက်ဘူးဘယ်သူကိုမှဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးအလုံးကောင်းမှုအတွက်စိတ်ကူးတယ်ဆိုလို့ရှိရင်ဒီကရဲ့မနောကံဟာကောင်းတဲ့မနောကံလို့ခေါ်တယ်ဆိုပါစို့အလုံးအစဉ်ပြေဖို့ချမ်းသာဖို့ဘဝမှာအစဉ်ပြေဖို့စိတ်ကူးတယ်ဆိုလို့ရှိရင်ဒါမေတ္တာမနောကံဖြစ်တယ်တရားတွေပေါ်မှာဘယ်သူပေါ်မှာအမုန်းတရားမရှိဘူးရှင်တဲ့ကအလုံးပေါ်မှာမကျေနပ်တဲ့စိတ်တွေမရှိဘူးအလုံးကိုကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ဒါဟာမေတ္တာစိတ်အဲ့ဒီမေတ္တာနဲ့တွေးတောသမျှဟာကောင်းသောစိတ်ကူးလို့ပဲပြောရမှာဖြစ်တယ်မကောင်းတဲ့စိတ်ကူးဆိုတာဘာလို့လောဘနဲ့တွေးတယ်ဒေါသဆိုတဲ့အမုန်းစိတ်နဲ့တွေးတယ်မောဟဆိုတဲ့အမှန်မသိတဲ့စိတ်နဲ့တွေးတယ်အိတ်သားဆိုတဲ့တူကောင်းစားတာကိုမလိုလားတဲ့မရှုစိတ်နဲ့တွေးတယ်မစ္စရိယဆိုကိုချိုးသာကြည့်တတ်တဲ့စိတ်နဲ့တွေးတယ်ဆိုရင်ဒါမကောင်းတဲ့အတွေးလို့ခေါ်တယ်မကောင်းတဲ့စိတ်အဲ့ဒီကောင်းတဲ့အတွေးမကောင်းတဲ့အတွေးပေါ်မှာထပ်ဆင့်ပြီးတော့နှုတ်ကထွက်လာတဲ့စကားဟာလည်းပဲကောင်းတဲ့စကားမကောင်းတဲ့စကားဖြစ်ပေါ်လာအလုံးတ attva တွေအစဉ်ပြေကြပါစေအလုံးကောင်းစားကြပါစေဆင်းရဲဒုက္ခမှလွတ်ကြပါစေအစဉ်ပြေကြပါစေလို့နှုတ်ကနေထုတ်ဆိုပြီးတော့ပြောရင်ကောင်းတဲ့ဝစီကံဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဘယ်သူဖြင့်ဒုက္ခရောက်သွားပါစေဒီလူဟာကြည့်မရဘူးဒီလူဒုက္ခရောက်ပါစေအခက်ခဲတွေကြုံပါစေလို့နှုတ်ကနေထုတ်ပြီးတော့ဘယ်သူတော့ဒုက္ခရောက်အောင်လုပ်လိုက်မယ်ဘယ်သူတော့ဆဲရေးလိုက်မယ်တိုင်းထွာလိုက်မယ်အဆက်ခွဲလိုက်မယ်ဆိုဒါမကောင်းတဲ့ဝစီကံဖြစ်သွားလိန်ပြောတယ်တုံးနဲ့တုံးမတွေ့အောင်ဂုံတိုက်တယ်ဆဲတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်ဒါမကောင်းတဲ့ဝစီကံလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘူးမနာကိုပဲပြောတယ်ဘယ်တော့မှလိမ်မပြောဘူးဘယ်တော့မှတယောက်နဲ့တယောက်မတက်အောင်ဂျင်းမထည့်ဘူးနော်ချွန်တုံးမလုပ်ဘူးဒါဟောကောင်းတဲ့ဝစီကံလေးဖြစ်တယ်ဘယ်သူကိုမှမဆဲဘူးဆဲတိုင်းထွာမှုမလုပ်ဘူးရှင်ကြီးလိမ္မာစွာပြောတယ်အကျိုးနဲ့အကြောင်းနဲ့ဘဝမှာတန်ဖိုးရှိတဲ့စကားတွေကိုသာပြောတယ်ဆိုရင်ဒါကောင်းတဲ့ဝစီကံလို့ခေါ်တယ်မြတ်စွာဘုရားကဆုံးမတယ်လူတိုင်းဟာအရာစကားနဲ့ပြောမယ်ဆိုရင်ပါဇက်ပါတယ်ပါဇက်ကဘာလှုပ်ထတော့လို့မေးလို့ရှိရင်ထမင်းစားဖို့နဲ့စကားပြောဖို့ပဲတချင်းဆိုဖို့ဆိုတာစကားပြောတဲ့ထဲမှာပါသွားပြီလို့သတ်မှတ်ပြီတော့နော်တချင်းလဲဆိုလို့ရတာပေါ့အဲ့တော့အချင်းချုပ်ပြောမယ်ဆိုရင်ပါဇက်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့ထမင်းစားတဲ့အခါမှာစားတဲ့နာမစားပဲနဲ့မစားတဲ့နာစားရင်ဒုက္ခရောက်မှာပေါ့စီကြိုတွေရှေ့တဲ့နဲ့အချိုတွေစားချိုစီကြိုတက်သွေးတို့ရှေ့တဲ့နဲ့အငန်းနေစားသွေးတို့တက်မှာပေါ့ဘိုင်းနာမဲ့အစားစားဘိုင်းနာမှာပေါ့ဆိုးကြိုးတွေဖြစ်မှာအဲ့တော့အစားစားဖို့ထားတဲ့ပါဇက်ကလည်းပဲစီကံနဲ့စားဖို့လိုတယ်ပေါ့စီကံမဲ့လိုက်တာနဲ့တပြိုင်နဲ့ကိုယ်ဒုက္ခရောက်ဖို့ပဲဒါထင်ရှားတယ်လေအေးထို့တူပဲစကားပြောတဲ့အခါမှာလည်းပဲမြတ်စွာဘုရားကသင်ထားတယ်သိချာမှတ်သားထားဖို့လိုတယ်ကိုစီကံတတ်မှတ်ဖို့လိုတယ်ငါတဦးတယောက်နဲ့စကားပြောမယ်ဆိုရင်
မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးနော်ဒါတစ်ခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်ဟောသုံးခုနော်မှန်တာကိုသာပြောမယ်အကျိုးရှိတဲ့ဟာကိုသာပြောမယ်ပြောရင်လည်းပြောတဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကားလုံးကဘယ်လိုစကားလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကျေးလိမ္မာတဲ့စကားနဲ့သုံးရမယ်ရိုင်းဆိုင်တဲ့အသုံးနဲ့မပြောရဘူးလို့ဆိုလို့စကားဆိုတာရိုင်းဆိုင်ပြောရလဲစကားဖြစ်တာပဲရှင်ကြီးပြောလဲစကားဖြစ်တာအဲ့တော့ရိုင်းဆိုင်ဆိုတာမပြောဘူးရင်ကြီးပြောမယ်စကားလုံးရွေးချယ်မယ်ဒါဖြင့်စကားလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထည့်လိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားတွေနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာမနာကိုသာပြောမယ်အကျိုးရှိတာကိုသာပြောမယ်ပြောတဲ့အချိန်ရောက်မှပြောမယ်ရင်ကျေးလိမ္မာစွာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်အဲ့ဒီလိုနှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံသည်အကောင်းပဲဖြစ်တယ်အဆိုးမဖြစ်ဘူးလို့ဆိုဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲဒီထဲကတစ်ခုခုချိုယွင်းလိုက်တာနဲ့တပြိုင်နက်မှန်တာကိုမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှိရင်ဒါအပြစ်ဖြစ်သွားတယ်ကိုယ်စကားဟာမမှန်မကန်တာတွေပြောတယ်အကျိုးမဖြစ်တာတွေကိုပြောတယ်မပြောတဲ့အချိန်လျှောက်ပြောတယ်ရိုင်းဆိုင်ပြောတယ်ဒေါသနဲ့ပြောတယ်ဒါတော့မှစကားကောင်းမဖြစ်ဘူးစကားကောင်းမဖြစ်ဘူးအဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ကြရမှာပဲဖြစ်တယ်ဟောဒါကိုပြောတာကာယကံဝစီကံအဲ့တော့ကောင်းတာလုပ်ရင်လည်းကောင်းကျိုးပဲကောင်းတာပြောရင်လည်းကောင်းကျိုးပဲမကောင်းတာလုပ်ရင်မကောင်းကျိုးမကောင်းတာပြောရင်မကောင်းကျိုးဆိုတာချက်ချင်းရတဲ့အကျိုးရှိတယ်တဖြည်းဖြည်းဖြစ်လာတဲ့အကျိုးရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်အဲ့ဒါကိုလက်ခံယုံကြည်တဲ့ဝါဒကမ္မဝါဒလို့ခေါ်တယ်လုပ်ပြီးဆိုတဲ့အခါမှာလည်းကြည့်ကိုယ့်ရဲ့ပြုလုပ်မှုကြောင့်တစ်ဖက်သားအထီးကိုက်နန်းနေရသွားတယ်အသက်သေးဆုံးသွားတယ်မကောင်းဘူးနော်ကိုလှုပ်လိုက်လို့တစ်ဖက်သားနစ်နာသွားတယ်မကောင်းဘူးကိုလှုပ်လိုက်လို့တစ်ဖက်သားရဲ့စီးပွားဥစ္စာပစ္စည်းတွေဆုံးရှုံးသွားတယ်မကောင်းဘူးကိုလှုပ်လိုက်လို့တစ်ဖက်သားဂုဏ်သိက္ခာကျဆင်းသွားတယ်လူကြားတဲ့အရှက်ရသွားတယ်မကောင်းဘူးခုနကဆောက်တည်သွားတဲ့အထက်မှာပြောမယ်ဆိုရင်ပါဏာတိပါဒအဒိဏဒါနကာမေတုမိစ္ဆာစာအဲ့ဒါကိုလုံးလိုက်လို့တစ်ဖက်သားထိခိုက်သွားတာပါဏာတိပါဒကိုလုံးလိုက်လို့တစ်ဖက်သားရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်အဒိဏဒါနကိုလုံးလိုက်လို့တစ်ဖက်သားသိက္ခာကျပြီးလူလေကောင်မှအရှက်ရသွားကာမေတုမိစ္ဆာစာဟောအဲ့ဒါကရှောင်လိုက်ပြီဆိုရင်ကောင်းတဲ့ကာယကံဖြစ်တယ်မရှောင်ဘူးဆိုရင်ဆိုးတဲ့ကာယကံဖြစ်တယ်ဘုရားဘာသာဝင်တိုင်းအတွက်မြတ်စွာဘုရားသည်ကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အလုံးအခုပြောတဲ့တည်းမှာမလှုပ်သင့်တာနဲ့လှုပ်သင့်တာမပြောသင့်တာနဲ့ပြောသင့်တာမတွေးသင့်တာနဲ့တွေးသင့်တာနှမျိုးခွဲခြားထားပြီးတော့
မတွေးတဲ့နာဆိုရင်မတွေးပါနဲ့မပြောတဲ့နာဆိုရင်မပြောပါနဲ့မလုပ်တဲ့နာဆိုရင်မလုပ်ပါနဲ့ဟောလုပ်တဲ့နာတွေးတဲ့နာကိုတွေးပါပြောတဲ့နာကိုပြောပါလုပ်တဲ့နာကိုလုပ်ပါလို့ဆိုကောင်းတဲ့ကာယကံဝစီကံမနောကံဖြစ်တယ်ပေါ့ကောင်းတဲ့အရာလုပ်လို့ရှိရင်ကောင်းကျိုးချမ်းသာဟာဒီပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာမှာဖြစ်တယ်အဲ့ဒါကိုလက်ခံယုံကြည်တာကမ္မဝါဒဘုရားဘာသာဖြစ်လာလို့ရှိရင်လက်ခံယုံကြည်ရမှာပဲဖြစ်တယ်ပေါ့ဒီအချက်မှာလူမျိုးဘာသာခွဲခြားမှုဘာတစ်ခုမှမရှိဘူးတဘာဝတရားအောက်မှာတူညီတယ်အပေါ်ယံသာခွဲခြားနေကြတာဖြစ်တယ်အားလုံးဟာလူဆိုသမျှရှုံးတဲ့နာနှစ်ခုပေါင်းစပ်ထားတဲ့အရာသာဖြစ်တယ်ထိုပေါင်းစပ်ထားတဲ့လူသားကိုပဲရှုံးတဲ့နာလို့မမြင်မဲနဲ့ဘယ်သူပဲပဲဝါပဲခွဲခြားလာတဲ့အခါမှာအဆိုးတရားတွေဟာဖြစ်ပေါ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့အလုံးခြုံငုံကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမသဘာဝတရားတွေဟာအလုံးရဲ့အတွက်ဖြစ်တယ်ဒါကြောင့်အနှစ်ချုပ်အနေနဲ့ဒီကနေ့ဟောပြောချင်တာကတရားမြတ်တာမှုဆိုတာနော်မတရားမှုနဲ့တရားမြတ်တာမှုတရားမြတ်တာတယ်မတရားဘူးဆိုတာရဲ့ဒီနှစ်ခုကဘာကြောင့်ရှိနေတာလဲလူသားတွေရဲ့အလဲမှာသာမဟုတ်တတ္တလောကကြီးတစ်ခုလုံးမှာတရားမြတ်တာမှုဆိုတာပါဠိလိုဓမ္မစရိယာရှမ်းမျိုးသားတွေအတန်ထွက်မယ်ဆိုရင်ဓမ္မจริယာလို့ထွက်မှာတယ်နော်ဓမ္မจริယာဓမ္မစရိယာဆိုတာတရားမြတ်တဲ့အကျင့်တရားနိလန်အတိုင်းကျင့်သုံးမှုဓမ္မစရိယာလို့ခေါ်တယ်သမစရိယာဆိုတာမြတ်မြတ်တတလှုပ်ဆောင်ကျင့်သုံးမှုဒီဓမ္မစရိယာသမစရိယာမြတ်တပြီးတော့တရားမြတ်တမှုဟာဘာကြောင့်ဖြစ်အကြောင်းမဲ့ဖြစ်လာသလားအဲ့ဒါရဲ့ဆန်းကျင်မဲ့မတရားမှုနဲ့မမြတ်တမှုဆိုတဲ့ဘာကြောင့်ဖြစ်လာအကြောင်းမဲ့ဖြစ်တာလားမြတ်စွာဘုရားမတရားမှုကိုအဓမ္မစရိယာလို့မမြတ်တမှုကိုဝိသမစရိယာလို့ဒီစကားနဲ့သုံးပြီးတော့ဟောတာဖြစ်တယ်မမြတ်မတဖြစ်တာဘာကြောင့်ဖြစ်ရမတရားတာဘာကြောင့်ဖြစ်လာအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးတဲ့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟာဝေသာလိနိုင်ငံမဟာဝနဆိုတဲ့တောအုပ်ကြီးထဲမှာရှိတဲ့ကုတခါရသာလာဆိုတဲ့ကျောင်းမှာသတင်းသုံးနေတဲ့အချိန်အဲ့ဒီဝေသာလိမှာအုပ်ဆိုးတဲ့မင်းနေထဲမှာမဟာလိဆိုတဲ့လိဆွေမင်းသားကြီးဟာထင်ရှားတယ်အဲ့ဒီမဟာလိဆိုတဲ့လိဆွေမင်းသားခေါင်းဆောင်တဦးဖြစ်တယ်သူကမြတ်စွာဘုရားစီရောက်တဲ့အခါမှာမေကွန်းမေးတယ်အဲ့ဒီမေကွန်းကိုမြတ်စွာဘုရားဖြေထားတယ်သူမေးတဲ့မေကွန်းကဘာတော့ဆိုရင်လောကမှာတဲ့ဆိုးရုပ်တဲ့အလုပ်တွေတရားမမျှတတဲ့မတရားမှုလုပ်ရက်တွေဘာကြောင့်ဖြစ်နေရသလဲဒီမေကွန်းကိုအရင်မေးတယ်နောက်ပြီးတဲ့အခါမှာတရားမျှတမှုနဲ့ဆိုတဲ့အလုပ်တွေရောဘာကြောင့်ဖြစ်နေရသလဲမတရားမှုတွေကဘာကြောင့်ဖြစ်သလဲတရားမျှတမှုတွေရောဘာကြောင့်ဖြစ်နေသလဲမြတ်စွာဘုရားကိုဒီမေကွန်းမေးတာအဲ့တော့မေးတော့မြတ်စွာဘုရား
ဘာနဲ့ဖြည့်ခဲ့သလဲဆိုတာမှတ်သားဖို့ဒီကနေ့နော်ဒီသုတ်တံကမဟာလိသုတ်တံလို့ခေါ်တယ်သူ့နာမည်နဲ့ပဲပေးထားတာနိကေ9ရက်ထဲမှာအင်္ဂုတ္တရနိကေလို့ဆိုတဲ့သုတ်ပေါင်း9000ကျော်ရှိတဲ့နိကေထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်အချက်10ချက်ပါတာဖြစ်သည့်အတွက်ကြောင့်တတကနိဖတ်လို့ခေါ်တဲ့10စုသတ်မှတ်ထားတဲ့အခန်းထဲမှာပါရှိတယ်ပေါ့နော်အဲ့ဒီမှာပထမဆုံးတရားမမျှတမှုမလုံးတဲ့အလုပ်တွေကိုလုပ်နေမှုတွေဟာဘာကြောင့်ဖြစ်သလဲမကောင်းတဲ့ဘက်ကိုအရင်မေးတော့မြတ်စွာဘုရားဖြေတာလေးကိုအချင်းချင်းလေးပဲမှတ်ကြည့်လိုက်တရားမမျှတမှုတွေဖြစ်နေတဲ့အဓိကအကြောင်းရင်းကဘာလဲလို့ဆိုရင်နံပါတ်1ကလောဘလူတွေရဲ့စိတ်ထဲမှာလိုချင်တတ်မဲ့မှုလောဘဆိုတာတရားတဲ့လောဘဆိုတာမရှိဘူးလောဘမှန်ရင်မတရားတဲ့လောဘကြီးပဲအကုန်နော်ဘာကြောင့်မတရားဘူးလို့ပြောတာတွေ့တာမှုတွေလိုချင်မှုတွေသိမ့်ပိုက်မှုတွေဟာဒါလောဘတွေပဲဒီကနေ့ခေတ်တေချာစဉ်းစားကြည့်လိုက်အနောက်တိုင်းနိုင်ငံတွေမှာဘာကြောင့်လက်နက်ကြီးတွေတကားကားနဲ့စစ်ပြင်နေကြလဲသိလားအမေရိကန်ကအီရတ်ကိုဘာကြောင့်ဝင်တိုက်တယ်လဲနော်ရခိုင်တော့ကနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တိုက်တယ်ဘာကြောင့်တိုက်လဲခွန်ကြီးတို့ဂျာမနီနိုင်ငံရောက်တော့ကအီရတ်နိုင်ငံကိုအမေရိကန်ဝင်တိုက်ပြီးကစားဂျာမနီရောက်တော့မေးကြည့်တယ်ဂျာမန်တွေကိုမေးကြည့်တယ်ဘာဖြစ်လို့အီရတ်ကိုအမေရိကန်တိုက်ထားတော့တခြားအမေရိကန်အကြောင်းပြတာတော့သူ့နည်းနဲ့သူ့အကြောင်းပြမယ်ဂျာမန်လူမျိုးတွေဘုန်းကြီးမေးတိုင်းဖြေတဲ့မေးအဖြေကတော့ဘာလို့ဆိုရေနံလိုချင်လို့တဲ့အဲ့လိုပဲဖြေတယ်နော်အမေရိကန်ပိုင်တဲ့ရေနံတွင်းတွေရှိတယ်လေအဲ့ဒီရေနံတွေကိုလက်ဝကြီးအုပ်ချင်လို့တိုက်တာလို့သူတို့ကအဲ့တိုင်းကြီးပဲဖြေတယ်အကုန်လုံးနော်ဝိုင်းမယ်သူတို့ဒါအုပ်လိုချင်တာနော်ဘာပဲဖြစ်ဖြစ်လောကမှာလက်နဲ့ကင်ပြီးတော့ကာကွယ်တယ်ဆိုတာဘာကိုကာကွယ်နေတာတော့ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ပြောတယ်ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ဆိုတဲ့လှပတဲ့စကားလုံးကိုသုံးပြီးတော့လောဘနဲ့နဲ့ချဲ့ခြင်းသာလည်းဖြစ်တယ်အဓိကမရသေးတာကိုရခြင်းနဲ့ရပြီးရင်သိမ့်ပိုက်ထားခြင်းနဲ့အဲ့ဒါလောဘလို့ခေါ်တယ်ပေါ့နော်လောကလူတွေဟာလောဘဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ဖို့လောဘသည်တရားသလားမတရားဘူးလားဆိုတာကိုယ့်ကိုစဉ်းစားကြည့်ရမယ်လူတွေဟာပြောလို့ရှိကြတယ်မဟုတ်လားအချစ်နဲ့စစ်တယ်နော်မတရားတာမရှိဘူးလို့ပြောကြပြန်အဲ့တော့လောဘဆိုတာကိုလိုချင်ပြီဆိုလို့ရှိရင်ရအောင်လုပ်ကြပြန်ကာဝယ်ကြတယ်ကိုကျိုးစီဝါကာဝယ်ဖို့လက်နဲ့တွေကင်ကြတယ်အဓိကလက်တယ်ကတော့လောဘပဲလောဘကြောင့်တဝမ်းတစ်ခါစားရယုံမြမကအပူသိမ့်စီးလာကြတဲ့လူလောကကြီးကိုချစ်ကြည့်နော်လူလောကကြီးကိုချစ်ကြည့်အိမ်တစ်လုံးကနှလုံးမြေတစ်ခွက်ကနှစ်ခွက်ကားတစ်စီးကနှစ်စီးစွာလို့တဖြည်းဖြည်းတိုးချဲ့လာတာသာရှိတယ်မရသေးတဲ့လူကလည်းရချင်တယ်ရပြီးသားလူကလည်းထပ်ရချင်တယ်လောဘဟာအဆုံးသတ်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့လောဘကိုဥပမာပေးတဲ့အခါမှာမီးနဲ့အလားသဏ္ဍာန်တူတယ်တဲ့မီးဆိုတာလောင်စာထဲ့ခြင်းတော့ထဲ့လောင်မှာပဲမီးကမလောင်နိုင်တော့ဘူးတော်တော့နောက်ထပ်မထဲ့ကြနဲ့တော့လို့ဘယ်တော့မှမငြင်းဘူးထဲ့သမျှသူ့လောင်မှာပဲနောက်တစ်ခုကပင်လယ်ကြီးနဲ့အလားသဏ္ဍာန်တူတယ်ပင်လယ်ထဲလည်းမြစ်တွေချောင်းတွေကရေတွေကစီးဝင်တယ်ပင်လယ်ကြီးကမငြင်းဘူး
မတတ်နိုင်တော့ဘူးငါစီမစည်းဝင်လာကြနဲ့တော့ငါမဆန်းတော့ဘူးလို့မပြောဘူးလာသမျှလက်ခံတာလောဘရဲ့သဘောဟာအဲ့တိုင်းပဲတဲ့နော်လာသမျှလက်ခံမယ်ဘီလီယံနာမီလီယံနာကနေဘီလီယံနာထရီလီယံနာနော်အဲ့လိုလူတွေဟာလောဘဆိုတာအတော်တတ်သွားတာမရှိဘူးသူတို့ဆိုလို့တယ်ပေါ့လောဘအတော်မတတ်လို့ကိုယ်ပိုင်ဆိုင်မှုတွေကိုတိုးချဲ့ကာကွယ်ဖို့ရလက်နဲ့တွေတိုးချဲ့နေလူလောကကြီးဖြစ်နေတာကိုကြည့်တရားမမျှတမှုတွေဟာကြီးပွားတိုးတက်လာတယ်ဆိုအဲ့တော့မြတ်စွာဘုရားကဖြေလိုက်တာလောဘကြောင့်လို့ဒီလိုပဲဖြေလိုက်တယ်လောဘသည်တရားမျှတမှုကင်းမဲ့တာတွေကိုမမျှတမှုတွေကိုဖြစ်စေတယ်လို့ဒီတလုံးနဲ့ပဲဖြေထားတယ်တေချာချက်ကြည့်မယ်ဆိုရင်လောကမှာမတရားမှုတွေကလောဘကြောင့်ဖြစ်မတရားမှုဆိုတဲ့ထဲမှာထင်ရှားတာကိုကြည့်လိုက်မယ်ဆိုရင်ဥပရိရဲ့ဆန့်ကျင်မဲ့လောက်ရတည်းလောဘကြောင့်နေစဉ်နဲ့အမြရာဇဝမှုတွေခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေဆိုတာဒါလောဘကြောင့်ဖြစ်တာလေကြည့်ပဲကွန်းဒါကြောင့်မို့ဒီလောဘတစ်ခုဟာလောကကြီးတစ်ခုလုံးကိုတရားမျှတမှုကင်းမဲ့နေအောင်သွေးဆောင်ဖြာရောက်နေတဲ့ရှင်တွေကတရားဆိုတစ်ခုပဲဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဒေါသမုန်းတိမှုအလိုမကျမှုဟာလည်းပဲတုံးနဲ့တူအစမပြေမှုတွေကိုဖြစ်ပေါ်စေတတ်တယ်အစမပြေမှုတွေဖြစ်စေတာဖြစ်လာတဲ့နဲ့တပြိုင်နက်လူတွေဟာတယောက်ဒုက္ခရောက်အောင်လှုပ်လာကြတယ်ကနေပြောနေကြတယ်ဂျင်းထဲတယ်ဆိုတာအဲ့ဒါမုန်းတိမှုကြောင့်နော်မုန်းတိမှုကြောင့်တယောက်ဒုက္ခရောက်အောင်လှုပ်လာတယ်အဲ့ဒါလို့ဒေါသဟာလည်းပဲတရားမျှတမှုကင်းအောင်ဖြစ်စေတဲ့အကြောင်းတရားတွေမှာကြီးမားတဲ့အရာတစ်ခုဖြစ်အမုန်းတရားကိုအခြေခံပြီးတော့နော်ခုခေတ်ခဏပြောတာ hate speech ဆိုတာနော်ပါဇက်ကဆဲလို့အာမရလို့လက်နဲ့ရေးပြီးတော့Facebook ထဲကဆဲသေးတယ်လေ hate speech ဆိုအဲ့တော့ပါဇက်ကဆဲုံနေမကဘူးလက်ကပါရေးပြီးတော့ဆဲတာမျိုးတွေဖြစ်လာတယ်ဒါဘာကြောင့်လို့ဆိုရင်ဒေါသကြောင့်ပဲလောကလူတွေတယောက်နဲ့တယောက်မတည့်ကြဘူးဒုက္ခပေးကြတယ်ဆိုတာဒေါသပဲဒီဒေါသသည်တရားမမျှတမှုတွေကိုဖြစ်ပေါ်စေတယ်နောက်တစ်ခုကဘာလို့ဆိုရင်မောဟဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာတွေးတဲ့နာနဲ့မတွေးတဲ့နာကိုမရွေးချယ်တတ်တာနော်တမန်အပြင်လူတွေကကိုယ့်ကိုသိတယ်လို့ထင်တယ်မသိမပြောတဲ့နာပြောလိုက်ရင်ပြဿနာတက်သွားတယ်မလှုပ်တဲ့နာလှုပ်လိုက်ရင်လှုပ်တဲ့နယ်လို့ထင်ပြီးလှုပ်လိုက်ရင်ပြဿနာတက်သွားပြောတဲ့နာကြတော့မပြောဘူးမပြောတဲ့နာကြတော့ပြောတယ်မလှုပ်တဲ့နာကြတော့လှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်ဘူးဆိုတဲ့အခါရလတ်တွေကကိုယ့်ကအားတွေဖြစ်လာတယ်ဘဝမှာအစင်မပြေမှုတွေဖြစ်ပေါ်လာခြင်းဟာမောဟကြောင့်ဖြစ်ပေါ်လာလောဘဒေါသကြောင့်ဖြစ်တာထင်ရှားတော့လဲမောဟကြောင့်ဖြစ်တာကိုလူတွေကသိမသိဘူးစီမံကိန်းတွေမှားတယ်စီဝါရေးလှုပ်တာစီဝါရေးလမ်းကြောင်းတွေမှားတယ်ဆင်းရဲကုန်တယ်ဆိုတာဒါမောဟကြောင့်စီမံအုပ်ချုပ်မှုတွေမှားရွံ့နေမောဟကြောင့်နော်မလုပ်တဲ့နာတွေလုပ်တယ်မပြောတဲ့နာတွေပြောတယ်မောဟကြောင့်မောဟကလည်းပဲတရားမမျှတမှုတွေကိုဖြစ်ပေါ်စေတဲ့နေရာမှာအင်အားကောင်းတဲ့အကြောင်းတစ်ခုပဲလို့မြတ်စွာဘုရားကသူ့တဲ့အရင်ကြတာမရှိတော့အခြေမြစ်ကိုဟောပြတာပဲဖြစ်တယ်နော်အခြေမြစ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အာယောနိသောမနတိကာရလူတွေရဲ့နှလုံးသွင်းဆင်ခြင်မှုကမမှန်ကန်ကြဘူးအာယောနိသောမနတိကာရကိုအင်္ဂလိပ်လို unwise attention လို့ဘာသာပြန်တယ်
အသိဉာဏ်ကင်းမဲ့တဲ့နှလုံးသွင်းဆင်ခြင်မှုတွေးတောဆင်ခြင်မှုကနေပြီးဥတည်လာတာပဲဖြစ်တယ်စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာပြီဆိုလို့ရှိရင်မတရားမှုတွေဖြစ်လာတယ်ဒါကြောင့်မို့အာယောနိသောမနတိကာရဆိုတဲ့စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာခြင်းဟာလည်းပဲလောကမှာတရားမမျှတမှုတွေကိုဖြစ်ပေါ်စေတယ်တဲ့တရားမမျှတမှုတွေကိုဖြစ်စေတယ်နောက်ဆုံးတစ်ခုမှမြတ်စွာဘုရားဘာဟောတော့ဆိုမိစ္ဆာပဏိဟိတစိတ်မာယွင်းတဲ့စိတ်တွေသဘောတရားမာယွင်းတဲ့စိတ်ထားမိစ္ဆာပဏိဟိတစိတ်မာယွင်းတဲ့စိတ်တွေသဘောထားဒါဟာတရားမမျှတမှုတွေဖြစ်တယ်ဥပမာမဲ့တရားတွေပေါ်မှာကိုယ့်ရဲ့လှုပ်ဖို့ကံဘက်တွေပေါ်မှာကောင်းစားပါစေသူစ조사တာတွေအားပေးမယ်ဖြစ်ပါစေအဆင်ပြေပါစေဆိုတဲ့မှန်ကန်တဲ့စိတ်နဲ့သဘောထားမထားပဲနဲ့ငါရဲတာသွားမှလားနော်ငါအကျိုးစီးပွားတွေကိုပြတ်အောင်လုပ်မှလားဆိုတဲ့မမှန်မကန်တွေးခေါ်မှုစိုးရိမ်မှုတွေနဲ့လူတယောက်ကြီးပွားတိုးတက်သွားရင်လည်းမကျေနပ်နိုင်မကြည်နိုင်မနာလို့မရှုစိတ်ဖြစ်တယ်အခွင့်အရေးရရင်လည်းကိုယ်သာရခြင်းနဲ့သူများကိုရှယ်မပေးခြင်းဘူးအဲ့ဒီစိတ်ဓာတ်တွေကမမှန်ကန်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အေးအတူပူအမြကောင်းတူဆိုးပဲဒီလိုမိတ်ဆွေစိတ်ဓာတ်မထားနိုင်တာဟာလည်းပဲမိစ္ဆာပဏိဟိတစိတ်ပဲစိတ်နေသဘောထားတွေမှားနေတယ်ကိုလူမျိုးကိုဘာသာစကားကိုယဉ်ကျေးမှုကိုထိမ့်သိမ်းရမယ်လို့သိတာမှန်ကန်တဲ့စိတ်ထားအဲ့ဒီလိုမှန်ကန်တဲ့စိတ်ထားမထားနိုင်လို့ရှိရင်မထားတတ်ဘူးဆိုရင်ဒါစိတ်နေသဘောထားမှားတယ်လို့ပဲပြောမမှန်ကန်ကန်တွေးတောဆင်ခြင်ရမယ်အမှန်တရားကိုမျက်နှိုးတဲ့စိတ်ရှိရမယ်အမှားနဲ့အမှန်ကိုခွဲခြားသိရမယ်သိပြီးရင်အမှန်ဘက်ကိုစိတ်သဘောထားရှိရမယ်အဲ့ဒါလို့မရှိဘူးဆိုရင်မှားယွင်းတဲ့စိတ်နေသဘောထားဖြစ်တယ်အဲ့ဒါလို့မှားယွင်းတဲ့စိတ်နေသဘောထားတစ်ခုဟာလည်းပဲမမြတ်တမှုတွေတရားမဲ့တဲ့လုပ်ရက်တွေကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကမဟာလိဒိဋ္ဌိမင်းမေးတာကိုအခုလို့ဖြေတာတော့မြတ်စွာဘုရားမေးတာတို့ဖြေတာတို့ပိဋကစာပေမှာပါဠိလိုသာမတန်တင်ထားတာဖြစ်တယ်ပေါ့အဲ့တော့ပါဠိနဲ့တစ်ခုပြောပြရမယ်ဆိုရင်လောဘောဟေတုလောဘောပစ္စယောပပတ္တကမ္မတ္တကရိယာယမကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်ဖို့အတွက်လောဘဟာအကြောင်းပဲလောဘဟာအထောက်အကူပဲလို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားအဲ့တော့လောဘတွေဒေါသတွေမောဟတွေအာယောနိသောမနတိကာရဆိုတဲ့မမှန်မကန်နှလုံးသွင်းမှုတွေမိစ္ဆာပဏိဟိတစိတ်လို့ခေါ်တယ်စိတ်သဘောထားမမှန်ကန်မှုတွေဟာလူလောကမှာမတရားမှုတွေကိုဖြစ်စေတယ်ဘယ်သူယင်နေပဲဖြစ်ဖြစ်ဒီလိုမမှန်ကန်မှုတွေဆိုးဝါးတဲ့လောဘဒေါသမောဟဆိုတဲ့တရားတွေကိုယ့်ရင်ထဲမှာရှိနေသမျှကာလပတ်လုံးလောကကြီးမှာမကောင်းတဲ့အလုပ်တွေနော်တရားမျှတမှုတွေအေတူပူမြမေတ္တာစိတ်သဘောတရားတွေဘာကြောင့်ဖြစ်ရသလဲလို့ဒီမေးခွန်းကိုတော့မြတ်စွာဘုရားကလောဘရဲ့ဆန့်ကျင်မဲ့အလောဘဆိုတာကိုယ်သာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူး generosity နော်ရရောတယ်အလုံးနဲ့မျှတနိုင်တယ်ဆိုတဲ့စိတ်တွေသဘောထား
အာဒေါသအလုံးပေါ်မှာအကျိုးစီးပွားလိုလားတယ်ဆိုတဲ့မေတ္တာသဘောတရားအမောဟဘယ်အလုပ်ပဲလုပ်ဘယ်စကားပဲပြောဘယ်လိုပဲတွေးစင်ကြယ်တော်တရားနဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိမြင်ပြီးတော့တတိတံစင်ဆိုတဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့လှုပ်တယ်ယောနိသောမနတိကာရ wise attention မမှန်ကန်ကန်တွေးတတ်တယ်မမှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရယ်ယောနိသောမနတိကာရသမ္မာပဏိဒစိတ်ဓာတ်အလုံးပေါ်မှာမှန်ကန်တဲ့စိတ်တွေသဘောထားအဲ့ဒီအလောဘအဒေါသအမောဟအလောဘဆိုတဲ့ရေရောမှုအဒေါသဆိုတဲ့မေတ္တာအမောဟဆိုတဲ့ပညာယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့အတွေးခေါ်သမ္မာပဏိဒစိတ်ဆိုတဲ့မှန်ကန်တဲ့စိတ်တွေသဘောထားတဲ့အဲ့ဓာတွေရှိပြီဆိုရင်လောကမှာတရားမြတ်တာမှုတွေဖြစ်လာနိုင်ပါတယ်အဲ့တော့မြတ်စွာဘုရားကဏိကုံးချုပ်အနေနဲ့ဘာပြောလိုက်လဲဆိုရင်နှစ်ခုပေါင်းလိုက်တဲ့အခါမှာအကောင်းနဲ့အဆိုးဘက်ကို5မျိုးအကောင်းဘက်က5မျိုးအဆိုး5မျိုးကလောဘဒေါသမောဟအာယောနိသောမနတိကာရမိစ္ဆာပဏိဟိတစိတ်အကောင်းဘက်ကအလောဘအဒေါသအမောဟယောနိသောမနတိကာရသမ္မာပဏိဟိတစိတ်လို့အဲ့ဒီလိုအကောင်းဆုံး2မျိုးခွဲလိုက်ပြီးစုစုပေါင်းလိုက်တဲ့အခါမှာတရား10မျိုးလို့ဆိုလို့တယ်ပေါ့အဲ့ဒီတရား10မျိုးရှိနေခြင်းကြောင့်လောကမှာတရားမျှတမှုဆိုတာလည်းဖြစ်တယ်မတရားမှုဆိုတာတွေလည်းဖြစ်နေတယ်ဒီ10မျိုးရှိနေသည့်အတွက်ကြောင့်အထက်ကလောကကြီးဟာအခုလိုမတူခြားနာကွဲပြားနေတာဖြစ်တယ်လို့မဟာလိဒိသဝီမင်းရဲ့မေးခွန်းကိုမြတ်စွာဘုရားကအခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်ဒီသဘောတရားတွေကိုဘုန်းကြီးတို့တွေလေ့လာပြီးဆင်ခြင်သုံးသပ်ပြီးတော့တရားမမြတ်တာမှုကိုဖြစ်စေတဲ့မဖြစ်အောင်တို့တွေဘာတွေတတိဆောင်ရမလဲကိုယ့်ရဲ့ထဲမှာလောဘတွေမဖြစ်အောင်ဒေါသတွေမဖြစ်အောင်မောဟတွေမဖြစ်အောင်ဒါတွေတတိဆောင်ရမှာဖြစ်တယ်မှန်ကန်တဲ့အတွေ့အခေါ်တွေးနိုင်အောင်မှန်ကန်တဲ့စိတ်နေသဘောထားနိုင်အောင်တို့တွေကြိုးစားရမှာဖြစ်တယ်ဖယ်ရမယ့်ဟာဖယ်ရှားရမယ့်အရာတွေကိုတို့တွေဖယ်ရှားပြီးကိုယ့်ရင်ထဲမှာရေရောတဲ့တွေ့တာမှုကင်းပြီးရေရောတဲ့အလောဘချင်းချင်းပေါ်မှာမေတ္တာထားနိုင်တဲ့အဒေါသအရာရာကိုဆင်ခြင်သုံးသပ်နိုင်တဲ့အမောဟမှန်ကန်စွာတွေးတောနိုင်တဲ့ယောနိသောမနတိကာရမှန်ကန်တဲ့စိတ်နေသဘောထားဆိုတဲ့သမ္မာပဏိဒစိတ်ဒါတွေကိုမွေးမြူခြင်းအပြင်တို့တွေတို့ဘဝတို့ရဲ့ပတ်ဝန်းကျင်မှာတရားမမျှတမှုတွေကကင်းဝေးပြီးတော့တရားမျှတမှုတွေကိုတည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီလိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမသည်အလုံးအတွက်ဖြစ်တယ်လိုက်နာသူတွေရဲ့အတွက်ဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမသည်ယောဂပျောက်စေတတ်တဲ့ဆေးနဲ့အလားတရံတူတယ်ဆေးသည်တောက်သူအတွက်ကျိုးဖြစ်တယ်မတောက်တဲ့ပုဂ္ဂိုလ်အတွက်ကျိုးမဖြစ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကလည်းလိုက်နာကျင့်သုံးသူအတွက်ကျိုးဖြစ်တယ်ဒါကြောင့်တတိနဲ့ရှေးဥစွာဒီအချက်လက်တွေကိုအာယုစူးစိုက်မှတ်သားထားပြီးအသိပညာနဲ့အ내ဒိဗ္ဗေနားလဲတာကိုယ့်ရဲ့ဘဝမှာမေတ္တာပို့ရအောင်ကဲတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေမ
မေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရဆန္ဒပြေပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဗ္ဗေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပါတို့သည်ဖုံးလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလျောင်းလေးတဲ့ရောရှက်သင်ပြပိဋိတိဟုသောယနံတို့သည်ပဝါယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း